မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဖူဆယ်နဲ့တဲတောင်ပြင်ဘောလုံးကော်မတီကစီစဉ်ကျင်းပတဲ့ပြည်ပကလပ်အသင်းများပါဝင်တဲ့နိုင်ငံတကာဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကိုစက်တင်ဘာလ9ရက်နေ့ကနေ12ရက်နေ့ထိရန်ကုန်မြို့ရှိသုဝနဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံမှာကျင်းပမှာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာပြည်တွင်းကလပ်9သင်းပြည်ပနိုင်ငံများမှကလပ်အသင်း3သင်းစုစုပေါင်း10သင်းပါဝင်ကစားမှာလည်းဖြစ်ပါတယ်။နိုင်ငံတကာဖူဆယ်ပြိုင်ပွဲမှာမြန်မာကလပ်အသင်းများဖြစ်တဲ့ YRG အသင်း YCDC Dream Team MIU အသင်း M2K အသင်းနဲ့ TG United အသင်းတို့ရှင်ပြိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ပြိုင်ပွဲကို၄သင်း2အုပ်စုခွဲကကျင်းပမှာဖြစ်ပြီးတော့အုပ်စုတစ်ခုစီမှာအမှတ်အများဆုံး2သင်းစီကဆီမီဖိုင်နယ်ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဩဂုတ်လ16ရက်နေ့အထိထုတ်ပြန်ချက်အရပြည်ပကလပ်အသင်း3သင်းစလုံးထွက်ပေါ်ခဲ့ပြီးထိုင်းကလပ် Black PA United အသင်းကမ်ဘောဒီးယားကလပ် Lucky အသင်းအင်ဒိုနီးရှားကလပ် Black City အသင်းတို့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ယခုကျင်းပမဲ့နိုင်ငံတကာဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲဟာမြန်မာဖူဆယ်လောကမှာတော့ပထမဆုံးလက်ခံကျင်းပတဲ့နိုင်ငံတကာကလပ်ဖိတ်ခေါ်ပြိုင်ပွဲဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။